ဒီနေ့မှာတော့အချိန်တီနေရာဆက်နွယ်မှုတွေကိုဖော်ပြတဲ့နေရာမှာသုံးတဲ့အရန်အသုံးမတက်တဲ့ဝိဘတ်လို့ခေါ်တဲ့ရှေ့ဆောင်ပုဒ် preposition အကြောင်းကိုအချက်၃ချက်နဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်စာကြောင်းတစ်ကြောင်းမှာမှန်ကန်တဲ့ preposition တွေကိုသုံးပေးရပါမယ်ဥပမာအနေနဲ့နေရာကိုပြချင်ရင် the book is on the table အချိန်ကိုပြောချင်ရင် the party is on Monday ဒီနေရာကိုပြောချင်ရင် he came from Bangkok ဆက်နွယ်မှုကိုပြောချင်ရင် this gift is for you တခါတရံ preposition ကိုစမ်းသပ်ရဲ့အဆုံးမှာတောင်သုံးလို့ရပါတယ်ဥပမာအနေနဲ့ who are you talking to အသုံးအများဆုံး prepositions တွေကတော့အချိန်ရောနေရာမှာပါသုံးလို့ရတဲ့ in on at တွေပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ preposition ကို noun pronoun ဒါမှမဟုတ် noun phrase တွေနဲ့တွဲသုံးပြီးတော့ preposition နဲ့ phrase ဆိုလို့ခေါ်တဲ့ဝိဘတ်အစုအဝေးတွေလည်းပြုလုပ်လို့ရပါတယ်ဥပမာအနေနဲ့ in the kitchen my mother is working in the kitchen before sunrise we left home before sunrise တတိယအချက်အနေနဲ့ preposition ကို action verb နဲ့တွဲသုံးပြီးတော့ phrasal verb အနေနဲ့လည်းအသုံးပြုလို့ရပါတယ် phrasal verbs ကို literal နဲ့ idiomatic ဆိုပြီးလေ့လာလို့ရပါတယ် literal ဆိုတာကဖော်ပြထားတဲ့စကားလုံးတစ်ခုကိုသူ့ရဲ့အတိတ်ပဲတိုင်းဓာတ်ရိုက်သုံးတာကိုဆိုလိုပါတယ် idiom or idiomatic ဆိုတာကစကားလုံးတွေကိုသူ့ရဲ့ဓာတ်ရိုက်အတိတ်ပဲနဲ့မဟုတ်ဘဲနဲ့အတိတ်ပဲဖျောက်ထားပြီးတော့အခြားအတိတ်ပဲတစ်ခုကိုဖော်ပြဖို့သုံးတဲ့စကားစုဖြစ်ပါတယ်ဥပမာအနေနဲ့ break the ice ဆိုတာကို literal အနေနဲ့ဓာတ်ရိုက်အတိတ်ရိုက်ပြန်ရလို့ရှိရင်ရေခဲကိုခွဲဖောက်တယ်လို့အတိတ်ပဲရပါတယ်ဒါပေမဲ့ idiomatic idiom အနေနဲ့ဆိုလို့ရှိရင်ကတော့အခြေအနေတင်းမာတာကိုပျော့ပြောင်းအောင်လုပ်တယ်လို့အဓိပ္ပာယ်ရပါတယ်ဒီလောက်ဆိုရင်တော့ preposition ရဲ့အသုံးပြုပုံတွေကိုသိသွားလိမ့်မယ်လို့ယုံကြည်ပါတယ် so keep shining with your English see you in the next video bye